ကျွန်တော်အနေနဲ့ Huawei P15 Pro main device အနေနဲ့သုံးတာအခုဆိုတစ်နှစ်နီးလောက်တော့ရှိနေပြီကျွန်တော်သုံးခဲ့တဲ့တစ်နှစ်အတွင်းမှာကျွန်တော် user experience ပေါ်မူတည်ပြီးတော့ခုအသစ်ထွက်လာတဲ့ flagship phone တွေနဲ့ရှင်ပြီးဒီကောင်ကဘာတွေကွာသွားမလဲဆိုတာကိုကျွန်တော် long time review တစ်ချက်လုပ်ပြီးသွားမှာဖြစ်ပါတယ်ခု2025မှာဒီကောင်ကို second stage 8သိန်းကျော်9သိန်းဝန်းကျင်နဲ့ရမယ်ဆိုရင်ရောဒီကောင်ကိုဝယ်သင့်သေးလားဝယ်ဘယ်လိုလူတွေတော့အဆင်ပြေမလဲဆိုတာကိုကျွန်တော်အမြင်ပေါ်မူတည်ပြီးတော့တစ်ချက်လောက်ပြောပြပေးသွားမှာဖြစ်ပါတယ် Okay ကျွန်တော်ပထမဆုံးပြောချင်တာ brother တို့ဒီ video အဆုံးထိမကြည့်ချင်ဘူးကြည့်ဖို့လည်းအချိန်မရှိဘူးဆိုရင် brother တို့က Google ကိုbrother တို့က Google Play Store ကိုဒီ Huawei P15 Pro မှာကြော်ခါပြီးတော့ကူးတက်မယ် 5G ပညာ support မရလဲဘာမှမဖြစ်ဘူးကင်မရာအကောင်းဆုံးဆိုတာတွေကိုပဲလို့ကင်မရာအကောင်းဆုံးဆိုတာကိုလိုချင်တယ်ဆိုရင်ဒီ Huawei P15 Pro ယူချက်လိုက်တာ Pro တော့အကောင်းဆုံးဖြစ်လိမ့်မယ်လို့ထင်တယ်တကယ်လို့ brother တော့ Play Store လိုချင်ပြီးတော့ Play Store ကို Huawei phone တွေပေါ်မှာဘယ်လိုကူးရမလဲဆိုတာမသိဘူးဆိုရင်ကျွန်တော်ခုပြပေးထားတဲ့ဒီကျွန်တော်တင်ထားတဲ့ video လေးပေါ်မှာတွားပြီးတော့ချက်ကြည့်လို့ရပါတယ် brother တို့မတွေ့မှာဆိုလို့ကျွန်တော်ဒီ video ကိုလည်း description မှာထပ်တွဲပြီးတော့တင်ပေးထားပါမယ်ကျွန်တော်ဒီကောင်ကို bro ဒီဈေးထဲမှာရွေးချယ်လိုက်တာအကောင်းဆုံးဖြစ်မယ်လို့မေးလို့ရှိရင်တော့ဒီကောင်ရဲ့ camera quality ကြောင့်လို့ပြောရလိမ့်မယ်ဒီကောင်ရဲ့ camera quality ကဘယ်လောက်ကောင်းလဲဆိုရင်ဒီကောင် main camera quality ကတော့ Okay flagship series နဲ့တော့ရှင်တော့ရေမောင်တိုင်းနိုင်ငံအနေထားမှာမရှိတော့ဘူးဒါပေမဲ့ဒီကောင်ဘယ်လို combination လို့ရသေးလဲဆိုရင်တော့ mid rate 10 Note 14 Pro Plus လို့ mid rate 10ကောင်နေနဲ့ upper rate 10ကောင်နေနဲ့တော့ဒီကောင်ရဲ့ camera quality က okay ရှင်နိုင်သေးတယ် camera processing ဆိုပိုင်းဆိုရင်လည်းတော်တော်လေးမြန်တယ်နောက်ပြီးကြလို့ရှိရင်ဒီကောင်က camera quality တော်တော်ဒီကောင်ရဲ့ camera မှာအဓိကကျွန်တော်သုံးဖြစ်တာဆိုရင်ဒီကောင်ရဲ့ telephoto lens လို့ပြောလို့ရတယ်ဒီကောင် telephoto lens ကဇွန်က100 8 ဇွန်ထိပါပြီးတော့3.5 နဲ့7 8 ဇွန်က manual ဇွန်လှုပ်ပေးထားတာ digital ဇွန်မဟုတ်ဘူးဆိုတော့ဒီကောင်ရဲ့ DTR တော်တော်လေးကျန်းတယ်လို့ပြောလို့ရတယ်တခြားကျွန်တော်ရှေ့ရသုံးခဲ့တဲ့ OnePlus 9 Pro ဘာညာနဲ့ရှင်းမယ်ဆိုရင်ဒီကောင် digital ဒီကောင်ရဲ့ telephoto lens ကလုံးဝ share ကြီးပဲနောက်ဒီကောင်မှကျွန်တော်မကြိုက်တာဆိုရင်ဒီကောင်က monochrome camera လို့ပြောလို့ရဒီ monochrome camera ကဒီ black and white ရိုက်တာဆိုတော့တိတ်ပြီးတော့ကျွန်တော်တော်လိုရလို့တော့မထင်ဘူးဘာလို့လဲဆိုတော့ဒီ software ပညာနဲ့တော့မှဒီ black and white shoot တွေကရိုက်လို့ရနေတာဆိုတော့နောက်ပြီးပြောစရာဆိုဒီကောင်မှာ ultra wide ကြံမယ် ultra wide လမ်းကတော့ဘာမှအများကြီးတော့တိတ်ပြောစရာတော့မရှိပါဘူးဒီကောင် ultra wide လမ်းကတခြားဖုန်းတွေနဲ့တုံးကွာလောက်ပဲဆိုတော့မစိုးပါဘူးနောက်ကျရင် selfie camera ဆိုလဲအဆင်ပြေပါတယ်ဒီကောင် selfie camera လဲတော်တော်လေး detail ကျန်တာကိုတွေ့ရတယ်ဒီကောင်သုံးထားတာ13 megapixel ပဲဆိုရင်မဲ့သူ detail ကတော်တော်ကျန်တယ်ဆိုတော့ကျွန်တော်တော့ကအဆင်ပြေတယ် camera ဘိုင်းမှာပြောစရာဆိုဒီကောင် camera processing ဘိုင်းပဲရှိမယ်ဒီကောင် camera processing လောက်တဲ့ပုံစံတခြားဖုန်းတွေနဲ့တော့တိတ်မတူဘူးအဲ့တော့ဒီကောင်က point shoot ရိုက်မယ်ဆိုရင်ဒီကောင်ချိန်လိုက်တော့ကျတော့နည်းနည်းကဘယ်လိုပြောမလဲ color ဘာညာvivid မဖြစ်ဘူးဒီကောင် color နည်းနည်းလေးမွဲတယ်ဘာလို့ဒီကောင် color ထွက်လာမဲ့ color နဲ့အပြင်က color နဲ့ဒီကောင်အနည်းဆုံးယူပြီးတာဆိုတော့ဒီကောင် color ချိန်နေတဲ့အချိန်မှာတော်တော်လေးမွဲတယ်ဒါပေမဲ့ရိုက်ပြီးတော့ပြန်ထွက်လာတဲ့အချိန်ကျရင်တော့ color နည်းနည်းလေး contrast ဘာညာ situation ဘာညာနည်းနည်းလေးတိုးလိုက်တော့နည်းနည်းအပြင် color နဲ့တော့တိတ်တော့မတူဘူးဒါပေမဲ့တခြား Xiaomi တို့ Samsung တို့နဲ့ရှင်မယ်ဆိုရင်တော့ဒီကောင် color ကအပြင်က color နဲ့တော်တော်လေးတူတယ်ဒါပေမဲ့အဲ့လိုပြောလို့ကျွန်တော်ဒီကောင်းကင်မရာနဲ့ Samsung ကင်မရာနဲ့မှာဘယ်ကောင်းကင်မရာကိုပို့ချိုက်လဲဆိုရင် Samsung ကင်မရာတော့ပို့ Samsung ရဲ့ကင်မရာ processing ပိုင်းကိုပို့ပြီးတော့သဘောကျတယ်ဘာလို့လဲဒီကောင်ယူလိုက်တဲ့ color လေးက vivid ဖြစ်ပြီးတော့နည်းနည်းလေးဘယ်လိုပြောမလဲပိုလှတယ်လို့တော့ခံစားရတယ်ဒါပေမဲ့ဒီကောင်ကမကောင်းလားဆိုတော့ဒီကောင်လည်းကောင်းပါသူကသူ color အမှန်လိုချင်တဲ့လူတွေတော့ဆိုရင်အဆင်ပြေတယ်ကျွန်တော်လည်းဒီကောင်တော့ကြိုက်ပါတယ်အဲ့ဒါကြောင့်လည်းဒီကောင်ကိုဆက်ကိုင်ပြနေရပါဘူးဒီကောင် video quality ကတော့ okay flagship phone တွေကတော့လုံးဝရှင်းလို့မရအကျဉ်းတည်တယ်ဘာလို့လဲဒီကောင် video quality ကငကိုတွေကလည်းအဲ့ဒါအကောင်းကြီးမဟုတ်ဘူးသူ့မှာပြဿနာဆိုရင်ဘာရှိမလဲဆိုရင်ဓာတ်မှုနေရာမှာနည်းနည်းလေးပြဿနာရှိတယ်အမှောင်တဲ့နေရာတွေနည်းနည်းလေးအလင်းသိမ့်မရှိတဲ့နေရာတွေဆိုဒီကောင် 4K 60 fps တို့ 180p 60 fps တို့နဲ့ရိုက်မယ်ဆိုဒီကောင်ရဲ့60 fps ကိုလိုက်ပြီးတော့မှောင်သွား30 fps မှာအဲ့လောက်မဖြစ်ဘူး30 fps မှာနည်းနည်းလေးအလင်းနေပါနည်းနည်းလေးစူးသေးရလို့တော့ပြောလို့ရတယ်အဲ့ဒါဒီ video ပိုင်းမှာဖြစ်တာမဟုတ်ဘူးဒီကောင် YouTube photo တွေကနိုင်မှုပါညာနဲ့ရိုက်မယ်ဆိုရင်လည်းအဲ့တိုင်းဖြစ်တယ်တော့သူက
နိုင်ဦးမှာကျတော့ဒီလိုမျိုးမှောင်ဝင်းကြံနေတာမဟုတ်ဘဲနဲ့နိုင်ဦးနဲ့ရိုက်လိုက်ပါဆိုဒီကောင်ကအလင်းကိုမတရားဆွတ်တင်လိုက်တော့ဘာတွေပြောက်သွားလဲဆိုရင်ဒီကောင်နဲ့ညာဘက်ထင်မှရိုက်မယ်ဆိုရင်ပစ္စည်းပညာကတော့နည်းနည်းလင်းပြီးတော့မြင်ရတယ်ဆိုရင်မဲ့ဒီလိုမျိုးကောင်းကင်မှာကျယ်ပါညာနေလို့လှလို့ရိုက်လိုက်မယ်ဆိုရင်အဲ့ကျယ်ပြီးပါပြောက်သွားအဲ့ရတော့တိတ်အစင်မပြေဘူးလို့ထင်တယ်ကျန်တာတော့တော်တော်လေးအဆင်ပြေပါတယ်နောက်ပြီးဒီကောင်ကအားမရဆိုတော့ဒီကောင်ရဲ့ audio quality ပိုင်းရှိမယ်ဒီကောင်ကအတန်ကျဲတယ်အတန်လည်းဒီ base တန်ပါညာကြီးလည်းအကုန်လုံးပြတ်သားတယ်ဆိုရင်မဲ့အဲ့ဒါကြီးအကုန်လုံးကအတန်အဆုံးထိကျဲတာမှဖြစ်မှာအတန်အဆုံးထိတာဘလို့မကျဲတာဘူးအတန်တဝက်လောက်ပဲထားမယ်ဆိုရင်ဒီပြောခဲ့တဲ့အချက်တွေအကုန်လုံးကဒီကောင်မှမတွေ့ရတော့ဘူးဘာလို့လဲဆိုတော့ဒီကောင်ကသူနဲ့ volume အဆုံးထိရှင်ပြီးထားရတာဒီကောင်ကအတန်တိုးတဲ့ကောင်ကောင်မှဒီကောင်အတန်တော်ဝက်နဲ့အဲ့ဒီကောင်ရဲ့အတန်တော်အဲ့ဒီကောင်ဘလုံးအဆုံးထိကိုမမှီတဲ့ကောင်ရဲ့အတန်တော်ဝက်နဲ့ရှင်မယ်ဆိုဟိုကောင်အတန်တော်ဝက်ပဲထားရတဲ့ကောင်ဒီဖုန်းထက်တီးသားကြီးပိုချင်နေအောင်တတိထားမိတယ်ဒါလည်းသူတို့Huaweiရဲ့ဘာညာ software system တွေရဲ့ကြောင့်ဖြစ်မယ်လို့ထင်တာပဲဒါမဲ့လည်းဆိုတော့မဆိုပါဘူးတုံးကတော့သူ့အောင်သူတော့အဆင်ပြေပါတယ်ဒါဘာညာကလည်းရိုးတန်းသုံးမှာပဲဖြစ်တာBluetooth ဘာညာနဲ့ချိန်ပြီးသုံးမယ်ဆိုတော့ဒီကောင်လည်းပုံမှန်ပဲဆိုတော့ဒါနောက်တော့အဆင်ပြေတယ်အားမရတွေပြောရမယ်ဆိုဒီကောင် battery ပိုင်းကလည်းထည့်ပြောရလိမ့်မယ်ဟုတ်တယ်ဒီကောင်က software optimization ကောင်းလို့ battery တော့ခံတယ်အဲ့ဒါအကောင်က game မဆော့ဘူးဘာညာဒီတိုင်း daily usage လောက်ပဲအဆင်ပြေမှာတကယ်လို့ game ဘာညာဆော့ပြီး graphic အမြင့်နေထားပြီးတော့ game ကိုဆော့ပြီးပဲထားလိုက်တော့ဒီကောင်ရဲ့4360 mAh ကပုံမှန်4500ပါတဲ့ဖုန်းရဲ့ battery ကိုထပ်တောင်မှ7မိနစ်15မိနစ်လောက်ပို့ပြီးတော့ power off သွားတာကိုတွေ့ရတယ်။ဒါပေမဲ့ဒီကောင်မကောင်းတဲ့ချက်ကဒီကောင်ရဲ့ fat ချက်က66 watt ဘာညာရနေတော့အားပြန်ဝင်တာတော့မြန်တယ်။ဒါပေမဲ့အားပြန်ဝင်တဲ့မြန်တယ်ဆိုတာကလည်းဒီကောင် power off မဖြစ်သွားဘူးဆိုမှမြန်ပါ။ power off ဖြစ်သွားမယ်ဆိုရင်ဒီကောင်ရဲ့1 to 10% ကအားဝင်မှုတော်တော်လေးကြာတယ်ဘယ်လောက်သွားမလဲဆိုရင်ဒီကောင်ပုံမှန် power off ပဲနဲ့1 to 10လောက်ကို7မိနစ်လောက်နဲ့ပဲပြည့်7မိနစ်မဟုတ်5မိနစ်လောက်နဲ့ပြည့်တယ်ဆိုရင်ဒီကောင်အဲ့1 to 10 0ကနေ1 to 10 0ကနေ10ကိုပြန်ပြည့်ဖို့ဆိုရင်မိနစ်20ကျော်မိနစ်15မိနစ်မိနစ်20လောက်တောင်ကြာတယ်လောက်ဆိုရင်7မိနစ်ကျော်လောက်ကွာနေတာ7မိနစ်ကျော်လောက်ကြီးတောင်ကွာသွားတယ်ဆိုတော့တနည်းလေးတော့ power off သွားတဲ့အထိမသုံးတာတော့ပိုပြီးအဆင်ပြေလိုက်မယ် power မ off ပဲနဲ့ 1% လောက်ကနေသွင်းမယ်ဆိုရင်တော့အဲ့လောက်မကြာဘူးတော့အများဆုံးကြာ9မိနစ်10မိနစ်အဲ့လောက်ပဲအားကြောင့် bro သုံးမယ်ဆိုရင်ဒီကောင်ကိုသုံးမယ်ဆိုရင်တော့ power off တဲ့အထိသုံးတာတော့အဆင်ပြေလိုက်မယ်လို့မထင်ဘူးတကယ်လို့မဖြစ်မနေမှာ power off သွားမယ်ဆိုရင်တော့မတက်နိုင်ဘူးဒါကတော့ကိုယ့်ချိန်နဲ့ကိုယ်ပဲပေါ့ဒီကောင် display quality ပြောမယ်ဆိုရင်တော့ဘယ်လိုပြောရမလဲ flash level ကိုတော့မမီတာတော့ကျင်းတည်သွားတယ်ဒီကောင် flash လုံးဝ display quality က flash ကိုမမီတော့ဒီ upper frame rate ကိုမီလားဆိုတော့လေ upper frame rate မှာလေတချို့ CP3 လို့ကောင်းနေပါညာရေးဆိုရင်ဒီကောင်ရဲ့ screen resolution ကအများကြီးကျော်ပြီးသွားပြီဆိုတော့ screen resolution ဘိုင်းမှာဆိုရင်လေဒီကောင်က upper frame rate ကိုလည်းမီလောက်မယ်မထင်တော့ဘူးဘယ်လောက်ပြောရမလဲဆိုရင်ဒီကောင် resolution က mid range level အဲ့လောက်ပဲပေါ့ mid range level လောက်ပဲရှိတော့မယ်လို့ပြောလို့ရတယ် mid range level အောင်မှတချို့ Note 14 Pro Plus ပါညာလို့ကောင်းနေရှင်မယ်လို့ဒီကောင် brightness ပါညာ resolution ပါညာဒီကောင်ကနေနေလိုက်မယ်လို့ထင်တာပဲတကယ်လည်းနေမှာပါဒီကောင်ဖုန်း panel ပိုင်း display panel ပိုင်းမှာနည်းနည်းလေးသူစထွက်တွေကအားနေတာကိုတွေ့ထားရတာဆိုတော့ display panel ပိုင်းမှာဒီကောင်ကအားနေနေလိမ့်မယ်နောက်ထပ်ဒီကောင်မှမကြိုက်တာဆိုရင်ဒီကောင်ကဘယ်လိုပြောရမလဲအဲ့သူ့ရဲ့ wallpaper ပညာမှာထားပြီးဆိုရင် black and white ပညာတွေပဲထားကြပြီးဆိုရင်သူ့ရဲ့အဲ့အနောက်က home screen ရဲ့ blur effect ကြောင့်လိုမျိုး straight active တွေလုပ်ပြီးတော့ history တွေပဲရှင်းတော့မယ်ဆိုရင်ဒီကောင်ရဲ့အနောက်က blur လိုက်တဲ့ effect ကြီးကအနောက်ကအဖြူနဲ့အမဲနဲ့ခံနေရဆိုရင်အမဲဟိုကဒီတိုင်း blur လိုက်တော့ဒီတိုင်းအမဲပဲဖြစ်နေမှာဒါပေမဲ့အဖြူကကြတော့ရုပ်ပေါက်တယ် global effect ကြီးလို့ဖြစ်ပြီးတော့အဲ့အဖြူကြီးကရင်းထွက်နေရကြီးကြတယ်နဲ့တိတ်အစင်မပြေလို့ထင်တယ်မှန်ကန်ဆိုဘလာလိုက်ရင်တခါတည်းတညီရဲဘလာလိုက်ရမှာလीဖြူဆိုဒီတိုင်းရိုးရိုးလေးပဲကောက်ပြီးတော့
ကလုံးမဖြစ်ပဲနဲ့အဲ့လိုမျိုးလာလိုက်တာကျွန်တော်ကတော့ပို့ပြီးသဘောကျတယ်အဲ့လိုမျိုးကြည့်လိုက်တော့နည်းနည်းလေးကြည့်ရတာအဆင်မပြေဘူးလားလို့အဲ့ဒါလေးပဲကျွန်တော်တိတ်စိတ်ထဲမှာတမျိုးကြီးဖြစ်နေဒါပေမဲ့လည်းအဆင်တော့ပြေပါအဲ့ဒါကြီးကဖုန်းလုံးဝယ်တော့မယ်ဆိုရင်အရေးကြီးတာလေ big quality design ပိုင်းဒီကောက်မှာဆိုရင်တော့သူ big quality design ပိုင်းလောက flagship level ပဲအခုချိန်ကြီးလည်း flagship ဖုန်းနေနဲ့ရှင်နိုင်လောက်တဲ့အနေအထားမှာရှိသေးတယ်နည်းနည်းလေးသူအနောက်ဘက် back glass ကလက်ရထင် glossy ရမ်းဖြစ်ပြီးတော့လက်ရရမ်းထင်တာလေးတစ်ခုလောက်ပဲအဲ့ဒီစားဒီကောင်းရဲ့ back glass ကို matte finish ပဲဖြစ်တစ်ခုလောက်ပြီးလိုက်မယ်ဆိုရင်တော့ပို့ပြီးတော့ကြည့်ရတာပိုအဆင်ပြေသွားလိမ့်မယ်ဒါပေမဲ့လည်းဒီလို glossy ဖြစ်နေတာဘာအားသာသွားလဲဆိုရင်နေအောင်ထဲမှာပဲဖြစ်သွားမယ်ဆိုရင်ဒီကောင်းရဲ့ back ကပါဟိုback ကပါရိုးရိုးလုံးဝကာပါကိုလည်းအကြည့်ပါညာလောက်ပဲသုံးမယ်ဆိုအဝေးကနေကြည့်လိုက်ရင်လုံးဝ reflection ပြန်လာလေးတော်တော်လေးလှတယ်အခုကျွန်တော်ဒီ camera video record လုပ်နေရဒီကောင်းအောင်ကြည့်ပြီးပြောနေတာဒီကောင်းရဲ့နောက်ဘက်ကနေရောင်ထိုးတဲ့ effect လေးကတော်တော်လေးလှတယ်ဒါပေမဲ့ကျွန်တော်မှလည်းရိုက်စရာဖုန်းကတစ်လုံးမရှိရဆိုတော့ဒီကောင်းအောင်ရိုက်ပြလို့အဆင်မပြေတော့ရိုက်လေးပဲကြည့်လိုက်ကြအောင်ဒီကောင်းကြည့်ရတော်တော်လေးအဆင်ပြေတယ်နောက်ပြီးတော့သူ့ရဲ့ camera lens ထားတာကြီး camera lens ရတော့ကြီးနေတယ်ဆိုရင်လည်း okay ဖုန်းလေးလိုမျိုးတော့ camera ဘန်ကြီးကထိုးထွက်နေတာလို့ဘာညာတော့မရှိတော့ကျွန်တော်အနေနဲ့တော့ဒီအချက်ကိုလည်းတော်တော်လေးသဘောကျတယ်ဒီကျွန်တော်အရင်ကင်ခဲ့တဲ့အဲ OnePlus 9 Pro အဲ့ကောင်မှတော့လည်းအဆင်ပြေခဲ့ပါတယ်ဒါပေမဲ့ရှေ့မှာကင်ခဲ့တဲ့ဘာမှ flagship မဟုတ်ဘဲနဲ့ရန်ရိုးဖြစ်တဲ့ Note Redmi Note 12 Pro Plus လို့ကောင်းနေတော့မှသူတို့အလုံးလေးတစ်လုံးချင်းစီတော့မှထိုးထွက်နေသေးတာဆိုတော့ဒီကောင် camera quality အများကြီးပေါ်မှာချင်းတူတူတော့ဒီကောင်ကပို့ပြီးတော့အဆင်ပြေလိုက်မယ်လို့ထင်တယ်ပြီးတော့နောက်ကျဒီကောင် flagship phone ဖြစ်နေတာကြာဒီကောင်မှာ IP68 လို့ကောင်းနေလဲပါတော့အကျန်းကလည်းတော်တော်လေးခံတယ်ဘေးကလည်း aluminum frame ဆိုတော့ဘာမှပြောစရာတော့မရှိဘူးဘာပြောစရာရှိနေလဲဆိုရင်ခုနကကျွန်တော်ပြောသွားတဲ့ camera lens အရင်ကြီးနေတာအဲ့ဒါကကြိုက်တဲ့လူတွေလည်းရှိတယ်လို့မကြိုက်တဲ့လူတွေလည်းရှိမယ်ကျွန်တော်ကတော့ကြိုက်တယ်ဘာလို့ဆိုတော့ဒီ camera ကောင်းချင်လို့ဒီ phone ကိုဝယ်ထားတာ camera lens သိနေတယ် camera lens သိအောင်လုပ်ပြီး camera quality ရှော့အောင်လဲဆိုတော့တိတ်အဆင်မပြေဘူးဒီကကျွန်တော်တို့က camera quality မှာဘာညာသုံးကျင်တာဆိုတော့ဒီ phone နဲ့ဒီ camera lens တွေကတော့အဆင်ပြေပါတယ်ဒီကောင်နဲ့ပတ်သက်ပြီး software ပိုင်းဘာညာပြောမယ်ဆိုရင်တော့နည်းနည်းလေးများနေတာဆိုတော့ကျွန်တော်ဒီကောင် software ပိုင်းနဲ့ပတ်သက်ပြီးတော့ဘာမှမပြောတော့ဘူးဒီကောင် software နဲ့ပတ်သက်ပြီးသိကျင်တယ်ဆိုရင်ကျွန်တော် UI rating စီးရဲ့နေရာမှာပဲဖြစ်ဖြစ်ကျွန်တော် Harmony OS Next အကြောင်းပြောထားတဲ့နေရာမှာဖြစ်ဖြစ်ဒီကောင်ရဲ့ software UI နေအကြောင်းချက်ကြည့်လို့ရတယ် Harmony OS နဲ့ဒီကောင်နဲ့လည်းကွာတာဆိုလို့နည်းနည်း customization ပိုင်းနဲ့ကွာလောက်ပဲကွာမှာဆိုတော့ browser ကိုကြည့်ချင်သွားကြည့်လို့ရတယ်ဒီကောင်ရဲ့ link ကိုလည်းကျွန်တော် description မှာပဲဖြစ်ဖြစ်ချပေးထားလိုက်မယ်ဒီကောင်မှာအစိုးဆုံးပိုင်းလို့ပြောလို့ရမှာဒီကောင်ရဲ့ accessory ဝယ်ရရှားရတယ်ပြောလို့ရမြန်မာနိုင်ငံလည်း official ဝင်တယ် global လုံးလည်းထွက်တယ် China လုံးလည်းထွက်တယ် China တခုတည်းမှာထွက်တာဆိုရင်တော့မှဒီကောင် accessory ဝယ်ရရှားတာကဘာမှဘလိမ့်စရာတိတ်မရှိဘူးဒီကောင်ကြီးက official ကြီးလည်းဝင်နေတယ် global နဲ့လည်းထွက်နေတာ哦အဲ့လို accessory ကအဲ့လိုရှားနေမှမသိဘူးတမျိုးလုံးပတ်ဝယ်တော့မှကာဘာအကြီးနဲ့ video ကာဘာလေးတစ်ခုပဲရှိတယ် video ကာဘာတော့မှ video မှာ3-4ဆိုင်လောက်မေးရတော့မရှိဘူးဒီကရိုးဘာမှမဟုတ်တဲ့ style လေးကနေပြီးတော့ IV ကာဘာကိုတွေ့လာဒါမှတမြင်လုံးပဲရှာပြီးတော့မှရလာတာကာဘာတစ်ခုပဲကျန်တဲ့ကာဘာတွေကဘာလုပ်လဲဆိုတော့ pre-order မှာကာဘာပညာလည်းအဲ့လိုမျိုးဟိုဆိုင်ကအဲ့လိုမျိုးဝယ်လိုက်တယ် charger ကိုဒီတိုင်း charger ကိုလည်းတကယ်တော့ကျွန်တော် pre-order နဲ့ပဲမှာလိုက်ရတော့ဒါပေမဲ့ pre-order ဆိုရင်လည်းဟို3-4ရက်လောက်ပဲကြာလိုက်တာဆိုတော့နည်းနည်းလေးအဆင်ပြေသွားတယ်Huawei showroom မှာတော့ဝယ်ရင်တော့ရတယ်ဒါပေမဲ့အဲ့တော့ Huawei showroom ကဘယ်တော့မှရှိတယ်မသိရနဲ့ဒါပေမဲ့ pre-order ပဲမှာလိုက်တာတောင်းရတော့အဆင်ပြေပါတယ်သူမှသူတော့ဒါပေမဲ့ original မရလိုက်ဘူးအဲ့တော့ဟိုလောက်ပဲ fat copy လောက်ပဲရလိုက်တာဆိုတော့နည်းနည်းလေးအားဝင်တာကအပြည့်မဝင်ခြင်းလို့မျိုးတော့ဖြစ်တာပေါ့သူရဲ့ charging wire အပြည့်မဝင်ခြင်းလို့နည်းနည်းတော့ဖြစ်ဒါပေမဲ့တာဘူးချက်ပညာတွေပဲအကုန်မိရဆိုတော့အဆင်ပြေပါသေးတယ် conclusion အနေနဲ့ပြောမယ်ဆိုရင် brother တို့က phone ကို brand ရှိပြီးသားလည်းဖြစ်ရမယ် camera quality ကလည်းကောင်းရမယ် flagship 5ကလည်းအပြည့်ရရမယ်ဈေးကလည်းတိတ်မသုံးကျင်ဘူး software ပညာကလည်းကြော်ခေါ်တာကျွမ်းတယ် 5G ပညာကျွန်တော်ပြောခဲ့အရှိရပြောလို့ 5G ပညာမရလည်းကိစ္စမရှိဘူး accessory ပညာကလည်း pre-order waiting time စောင့်နိုင်တယ်
အဲ့အကောင်လုံးလက်ခံနိုင်နေဆိုရင်တော့ဒီကောင်ကို second စေး7သိန်းကျော်9သိန်းပါပဲယူချက်လိုက်တာဘရိုတို့အကောင်ဆုံးဖြစ်လိုက်မယ်လို့ထင်တယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုထင်လို့ပဲဒီကောင်ကိုဝယ်လိုက်တာအခုချိန်ကြီးလည်းတုံးရတော့အဆင်မပြေတာဘာမှမရှိဘူးတခုပဲ ChatGPT ဘာညာတုံးလဲဆိုရင်ဒီကောင်ကကိုယ်လုံးဝမပါနေတဲ့ကိုယ်ဘာညာ official ဖြစ်မနေတဲ့အတွက် ChatGPT တော့တုံးလို့မရဘူးအထက်ဖုန်း secondary phone ရှိမှဆိုရင် ChatGPT ဘာညာတုံးမယ်ဆိုရင်လည်းရတယ်။ web version ဘာညာတုံးမယ်ဆိုရင်တော့ ChatGPT ရရတော့ဒါရိုးအန်နဲ့ chat version ရိုးChatGPT မှာရိုးအန်နဲ့ web version ကဘာဟိုလဲဆိုရင်ဒီကောင်မှာက voice command ဘာညာမရရတာလေတခုပဲကျွန်တော်ကသူ့photo generate လုပ်တာလေဘာညာအကုန်လုံးလည်းရသေးရဆိုတော့ရန်ရွယ်ကြီးကြီးမားမားမရှိတော့ကျွန်တော်လည်းအခုအဲ့လိုပဲသုံးနေတာဆိုတော့ကျွန်တော်လည်းအခု secondary phone မရှိဘဲနဲ့အဲ့လိုပဲသုံးနေတာဆိုတော့အဆင်ပြေပါတယ်ဒီဖုန်းဆိုတာလည်းအတန်ဖုန်းလောက်ပဲသုံးလို့ရမှာဘာလုပ်လို့ရမှာ Mi 5ဆိုတော့တရားကိုဖွင့်ပြလောက်လဲဆိုတော့အဆင်ဒီကောင်လည်းပဲသုံးနေရဒါပေမဲ့လည်းဒီကောင်အဆင်ပြေပါဘာလို့လဲတော့ကိုယ်ကဲပညာလည်းစိတ်ချုံမခံခြင်းကြော်ခွာပြီးလည်းမသုံးခြင်းဆိုရင်ဒီကောင်နဲ့တနေ့ထန်းကြီးပါထွက်ခဲ့တဲ့ Xiaomi 12 Pro တို့ OnePlus 9 Pro တို့ OnePlus 9 Pro တော့မဟုတ်ဘူး OnePlus စိတ်ရှိရင် OnePlus 10 Pro ဆိုရင်ရွေးဝယ်လို့ရတယ် OnePlus 10 Pro မှာကျွန်တော် offline ဘာညာမှာရှာကြည့်ရလောက်ဆို10သိန်းကိုနည်းနည်းပါးပါးလေးပဲစွန်းတာ OnePlus 10 Pro ဆိုရင်ဒီကောင် photo quality ရဲ့ total ကောင်းတယ် tele ဘိုင်းမှာတော့ဒီကောင်မှာမီးဆိုရင်ပဲ main camera ultra wide အညာဒီကောင်လုံးဝမှီတယ် main camera မတိုင်တော့မှ ultra wide ကတော့လုံးဝတာတယ်ဘာလို့လဲဆိုတော့ ultra wide လမ်း 48 megapixel တော့ဒီကောင်မှာသုံးတာ8 megapixel များရင်မကောင်းဆိုရင်လည်းအဲ့ဒီအဲ့လိုမျိုးတွားရှင်လိုက်မယ်ဆိုရင်တော့လုံးဝဒီ day ပါညာကြံတာလုံးဝ48 megapixel သုံးတိုင်း OnePlus 10 Pro လုံးဝကြံတယ်အဲ့ဒါကတော့အရင် OnePlus 9 Pro တွေကတိတာ OnePlus 9 Pro မှာလည်း ultra wide လမ်းတစ်ခုရှင်ဆိုင်လေးကဒီကောင် ultra wide ကအဲ့လောက်မဟုတ်တာကျွန်တော်သိထားမိတယ်ဒါပေမဲ့လည်းမတတ်နိုင်ဘူးဟိုကောင် green line ထားနေဖုန်းကလဲမှာပဲရတော့မှာဆိုတော့ဒီဖုန်းကတော့လဲလဲရတယ်ဒါပေမဲ့အဲ့လိုလဲလဲပါလို့မဖြစ်မနေလဲလဲရတယ်လို့လည်းမထင်စေချင်ဘူးဒီကောင်လည်းကောင်းတာလေဒီကောင်ကောင်းလို့လည်းဒီကောင်ကိုလဲလိုက်တာနောက်ဆို OnePlus 9 Pro အစ်စ်ပဲဖြစ်ဖြစ်ဝယ်ပြီးတော့ထပ်ပြောင်းလိုက်မှာပေါ့တကယ်လို့ခုနကကျွန်တော်ပြောခဲ့တဲ့ Xiaomi 12 Pro လို့ကောင်းနေအကြောင်းလည်းသိချင်တယ်ဆိုရင်တော့ brother ကို comment မှာပဲဖြစ်ဖြစ် brother ကိုသိချင်တဲ့ဖုန်းဘာညာရဲ့နာမည်လေးကိုပဲဖြစ်ဖြစ်မှန်းခဲ့လိုက်ကျွန်တော်အဲ့ဒီဖုန်းကြီးအကြောင်းလုံးဝရှာပေးပြီးတော့ brother တို့ review ဘာညာလေးကိုကျွန်တော်လုပ်ပေးမယ်တကယ်လို့ brother တို့ကျွန်တော် video လေးကိုသဘောကျတယ်ဆိုရင် like and share လေးလုပ်ခဲ့လို့ရပြီးတော့ကျွန်တော် video ကျွန်တော် channel ကတင်မြ video အသစ်တွေဘာညာတွေကိုလည်းစိတ်ဝင်စားတယ်မလွတ်ချင်ဘူးဆိုရင်တော့ subscribe လေးလုပ်ခဲ့ပြီးတော့တောင်းဆိုချင်ပါတယ်ဗျကဲအဲ့ဒါဆိုရင် see you guys နောက် video မှာပြန်တွေ့ကြပါ